မင်္ဂလာပါတွေ့တာကြာတတိယလမ်းစွတ်လွမ်းဆွတ်ဩတတိယလည်းတွေ့တယ်လမ်းစွတ်အသိကတဲ့ရဟန်းကအရှင်ပြုလူတော်မင်္ဂလာပေါ့နော်နာကျွန်တော်တို့ဟင်္ဒရာမျိုးရဲ့လူတော်ကျောင်းတိုက်အတွင်းမှာဒီမှာဖြစ်ပါတယ်အလူရှင်များဖြစ်ကြတဲ့အလူဒါယကကြီးဦးထိတ်လိုင်းအလူဒါယကမှတော်မြင့်မြင့်လေးဒါသမီးကိုတရားထွန်းမတ်ဣဒနာနွယ်တာကိုကောင်းပြကြောပြီးမိသားစုကနေပြီးတော့ဗောနော်စလွန်စိန်လာကျမ်းမြန်မာဆိုင်ဝိုင်းနဲ့ခေတ်ပေါ်တေဂီတာအဖွဲ့ကနေပြီးတော့ရွာအဝင်မြို့အဝင်စီတော်မင်္ဂလာနဲ့ပြီးတော့ဝင်တော့မှဖြစ်ပါတယ်ညကျရင်ကျွန်တော်တို့ Facebook Live ကနေပြီးတော့လွှင့်မယ်ကျွန်တော်တို့စလွန်စိန်လာကျမ်းမြန်မာဆိုင်ဝိုင်းနဲ့ခေတ်ပေါ်တေဂီတာ Page ကနေပြီးတော့လွှင့်မယ်မင်္ဂလာဘိသိက်ခန္ဓာမူလင်းထင်ရွှေဖုံးတော်ကနေပြီးတော့ဘိသိက်ရေစင်သုံးလောက်မှဖြစ်ပါတယ်စလွန်စိန်လာကြမြန်မာဆိုင်ဝိုင်းနဲ့ကပ်ပေါ်တေဂီတာအနေနဲ့လွှင့်မယ်ကျွန်တော် YouTube မှာလည်းပေါ့နော်ဒရမာဆိုင်ဟုတ်ကဲ့ပြလောင်မင်္ဂလာပါတွေ့တာကြာတတိယလမ်းစွတ်လွမ်းဆွတ်ဩတတိယလည်းတွေ့တယ်လမ်းစွတ်โอเคပါကဲအားလုံးတရပါနော်ဟုတ်တရပါကျွန်တော်ကြီးလေးပါခုရှိโอเคပါဟုတ်ပြီဟင်္ဂလာကိုဘုရားတော်ပြည့်ရဲ့သာပေလိုက်ကြီးအသွေးကိုဘယ်လိုကိုဘုရားပြည့်ရဲ့နေရာတိုင်းကိုဆွဲတာပြီးရဘယ်လာစီရရင်ပါကနာသိတယ်ကာသိတယ်ကာမသိတာစောင်းနေတာဒီနာစီရောတော့ဒီနာကာယရမှာတော့ပါကနာသိတယ်ကာမဒီလိုလည်းဒီလိုမျိုးရဲ့ပုံကောင်ဆွေရတဲ့ဒီဟာခိုင်းတော့ဘုရား။ဒါရစီရင်းနဲ့ဒီဟာစီတဲ့တန်ခါရမြတ်ဒါ Facebook ကနေ live လွှင့်နေပါတယ် Facebook live ပါ Facebook live ကြည့်မယ်ဆိုရင်ကျွန်တော်ဇလုံးစိန်လာကြမ်းမြန်မာဆိုင်ဝိုင်းနဲ့ keyboard တေဂီတာဆိုတဲ့ Facebook live မှာလာကြည့်လို့ရပါတယ် YouTube live ကြည့်မယ်ဆိုရင်တော့ drama series ဆို YouTube channel မှာလာကြည့်လို့ရပါတယ်เนาะ Bigo live ကြည့်မယ်ဆိုရင်တော့ Bigo ID PH4225431113ကိုလာလို့ရပါတယ်เนาะအားလုံးမင်္ဂလာပါ
ဟင်္သာမြို့ဖိုးသောကျောင်းတိုက်အတွင်းမှာဖြစ်ပါတယ်မတီဆောက်ဆဲကျွန်တော်ဒါစီရီယောမြတ်ကြီးပေါ့နော်ပြပြင်းစင်နေပါပြီလို့ဒါကြောင့်မို့လို့ညကြရင်ပွဲလာကြည့်ကိုဖိတ်ခေါ်ပါတယ် ။ဝေးကနေကြည့်မဲ့တင်ငယ်ချင်းတွေအားလုံးလည်းကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ဇလွန်စိန်လာကြရင်မြန်မာဆိုင်ဝိုင်းနဲ့ keyboard တွေလာပြီး Facebook page မှာလာကြည့်လို့ရတယ်လို့ YouTube မှာလည်းကြည့်လို့ရတယ် YouTube ရဲ့ drama စိန်ဆိုတဲ့ channel လေးမှာလာကြည့်လို့ရပါတယ်။ Big Go သုံးတဲ့တင်ငယ်ချင်းတွေဆိုတော့ Big Go ID PH 42525311ကျွန်တော်ဖုန်းနံပါတ်ပေါ့နော် PH ဆိုတာအကြီးစလုံးနဲ့ဒါတင်ငယ်ချင်းတွေအဝေးကနေကြည့်လို့ရပါတယ်လို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ။မင်္ဂလာရှိတဲ့နေ့တစ်လေးပါ။